အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့0 to Hero MM channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရာရာအစင်သင်းဖြစ်မှစတင်မယ်ဆိုတဲ့အတွေ့ကတင့်ကိုတစ်သက်လုံးအနောက်မှာကျင်းရေးစေပါလိမ့်မယ်ကျွန်တော်တို့တကယ်လူတော်တော်များများမှာအရာရာပြီးပြည့်စုံမှလှုပ်ချင်တဲ့စိတ်ယောဂတစ်ခုရှိနေတတ်ကြပါတယ်YouTube စတင်ခြင်းနဲ့ဒါပေမဲ့ဖုန်းကောင်းကောင်းမရှိသေးလို့ဆိုပြီးခဏစောင့်မယ်ဆိုပြီးနေလိုက်တယ်စီးပွားရေးတစ်ခုလုပ်ချင်တယ်အရင်ကြီးအများကြီးမရှိသေးပါဘူးကွာနောက်မှလုပ်မယ်ဆိုပြီးတော့မှအချိန်ရွှေ့လိုက်တာတွေရှိတယ်စာလေးလာခြင်းနဲ့ဒါပေမဲ့စိတ်ပါတဲ့အချိန်မှပဲဖတ်ဒီလိုနဲ့ပဲအစင်သစ်ဖြစ်မဲ့အချိန်ကိုစောင့်ရင်းနဲ့နောက်ဆုံးမှာဘာမှမလုပ်ဖြစ်ပဲအချိန်တွေကုန်ဆုံးသွားတတ်ပါတယ်တကယ်တော့အဲ့ဒီပြီးပြည့်စုံတဲ့အချိန်ဆိုတာဘယ်တော့မှရောက်မလာပါဘူးအောင်မြင်တဲ့သူတွေနဲ့တာမန်လူတွေကြားကအဓိကကွာခြားချက်ကစတင်ခြင်းပါပဲသူတို့တွေဟာအရာရာသိနားလည်နေလို့စတာမဟုတ်ပါဘူးစတင်လိုက်လို့သာတဖြည်းဖြည်းနဲ့ကျွမ်းကျင်လာကြတာပါတင်ဟာကျောင်းသားတယောက်ဆိုရင်ခက်ခဲတဲ့သင်ခန်းစာကိုနားလည်အောင်စောင့်နေပါနဲ့စာအုပ်ကိုအရင်ဖွင့်လိုက်ပါအင်ရှင်မတယောက်ကိုယ်ပိုင်လှုပ်ချင်အောင်မြင်မှလားလို့မတွေးပါနဲ့ဒီနေ့ပစ္စည်းတစ်ခုကိုအရင်ရောင်းကြည့်လိုက်ပါအလုပ်ကိစ္စဖြစ်ဖြစ်ဝါသနာဖြစ်ဖြစ်မပြည့်စုံသေးတဲ့အခြေအနေမှာတင်စတင်လိုက်တာဟာအောင်မြင်မှုရဲ့လျှို့ဝှက်ချက်ပါပဲတင်ဒီနေ့ပဲမပြည့်စုံသေးတဲ့အခြေအနေကတင်စတင်လိုက်မယ်ဆိုရင်အကျိုးကျေးဇူးနှစ်ခုရပါလိမ့်မယ်ပထမတစ်ခုကလက်တွေ့တွေ့ကြုံပါစာအုပ်တွေထဲမှာမရှိတဲ့သင်ခန်းစာတွေကိုလက်တွေ့လုပ်ရင်းနဲ့သင်ယူခွင့်ရမယ်ဒုတိယတစ်ခုကကိုယုံကြည်မှုပါတနန်းစလန်းလိုက်တဲ့နဲ့ငါလုံနိုင်ပါလားဆိုတဲ့အတိကတင့်ကိုဒုတိယခြေလှမ်းအတွက်ခွန်အားတွေပေးပါလိမ့်မယ်မှတ်ထားပါလေကတိတစ်ခုလုံးကိုမြင်နေရဖို့မလိုပါဘူးပထမဆုံးခြေတလန်းကိုပဲယုံကြည်နဲ့လှမ်းလိုက်ဖို့ပဲလိုတာပါအခုလောလောဆယ်သင်စတင်ဖို့ကြောက်နေတဲ့အလုပ်တစ်ခုရှိလားအဲ့ဒါကဘာလဲဆိုတော့ကိုယ့်မှာခြာရေးခဲ့ပါဒီနေ့ကစပြီးအဲ့ဒီအလုပ်အတွက်အသေးဆုံးခြေလှမ်းတစ်လှမ်းကိုအတူတူစတင်ကြရအောင်